米昂莱总统您好，感谢您接受我们的采访。我们知道这一次访华是您在今年4月就任缅甸总统以来首次对中国进行国事访问。我们也注意到这一次您随行的代表团规格很高，有6位正部长，还有军方的高层。所以您希望通过此次访华取得什么样的成果？မှန်ပါတယ်ကျွန်တော်ဒီပြီးခဲ့တဲ့လ April 10နေ့ကကျွန်တော်အစိုးရနိုင်ငံခေါင်းဆောင်တွေတာဝန်ယူပြီးတဲ့နောက်ပိုင်းမှာအစိုးရအသစ်တင်တဲ့တရုတ်နိုင်ငံရဲ့နဲ့ဆက်ဆံရေးကိုပုံမှုပြီးကောင်းမွန်စေဖို့ရည်ရွယ်ချက်နဲ့တမန်ရှိချင်းပြဖိတ်ကြားချက်နဲ့ကျွန်တော်လာခဲ့တာဖြစ်ပါတယ်အဓိကကတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဒီဘက်ပေါင်းစုံနဲ့တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်ဖို့ကိစ္စပေါ့နောက်တစ်ခါမြန်မာနိုင်ငံမှာတရုတ်နိုင်ငံနဲ့ပြီးလာရောက်ရင်းနှီးမြှုပ်နှံမှုဒါကိစ္စတွေနောက်တော့တစ်ဖက်ကုန်သွယ်မှုပြည်တင်ကိစ္စတွေနောက်နေဆက်ဒေသလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးတွေနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေဒီလိုတဲ့ရည်ရွယ်ပြီးတော့လာကြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကဆွေးနွေးပေါ်ပေါ်နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံလည်းဒါတရုတ်နိုင်ငံဒါကျွန်တော်ရဲ့နိုင်ငံတော်စိတရားဝင်ခီးစဉ်ပထမဆုံးလာကြခြင်းဖြစ်ပါတယ်6月16号上午，习近平主席与您在北京人民大会堂举行了会谈。在会谈当中，习主席强调，中国是缅甸共享边界最长的邻居，是可以信赖的朋友和伙伴。总统先生，我们也很想知道您如何评价中缅两国关系的发展，对于推进中缅命运共同体取得更多的务实成果，您有怎样的展望？မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံရှည်လာတဲ့တမန်ကြောင့်ဆက်ဆံရေးတွေရှိတယ်။ဒါအခုမှကျွန်တော်တို့ဆက်ဆံတာမဟုတ်တော့အိန္ဒိယချင်းကောင်းနိုင်ငံတွေဖြစ်တဲ့ကီလိုမီတာ2000ကျော်လောက်ကျွန်တော်တို့ရှည်လျားပါတယ်။ဒါကြောင့်နောက်တော့ခင်ဗျားပြောသလိုပဲဆွေမျိုးပေါ့ဖို့ကျွန်တော်တို့နိုင်ငံတွေနောက်အေးသူပူများအတိုင်ဝိုင်းအကျိုးတူခံစားကြမယ်ဆိုတဲ့သဘောတူညီချက်တွေကျွန်တော်တို့ရှိတယ်။ဒါကြောင့်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံရဲ့ဒီဆက်ဆံရေးကတော့ဒါနိုင်ငံဆက်ဆံရေးမှာနေသက်ထီးတွေ့တဲ့နိုင်ငံတော်မကဘူးနောက်တော့ကနိုင်ငံရဲ့မူလအခမ်းရှိတဲ့ချစ်ကြည်ရင်းနှီးမှုတွေကြောင့်လည်းဒါပုံမှုကောင်းမွန်ဆောင်ဖို့လိုတယ်လို့ကျွန်တော်တို့ဒီလိုမြင်ပါတယ်在会谈当中呢，习主席还提到了两国包波情谊深厚。我们知道包婆在缅甸语当中的本意呢是异母同胞的兄弟。您如何理解包波情谊的本质？同时，在新时代的背景下，您认为传承和发扬包波情谊有怎样的意义？所以说，ပြည်နဲ့ဆက်ဆံတယ်ကျွန်တော်တို့ရှိလာတဲ့တမန်ကြောင့်ဆက်ဆံရေးရှိကြတယ်။ဆွေမျိုးဆိုတာတွေ့တဲ့တော်ဆမှုကိုကျွန်တော်တို့ပြောတာတွေ့တဲ့တော်ဆမှုဆွေမျိုးဆိုတွေ့တဲ့တော်ဆမှုဖြစ်တယ်ဆိုတာတမန်တော်ကရင်းနှီးတဲ့ယုံကြည်စိတ်ချရတဲ့ရင်းနှီးတဲ့သဘောထားမျိုးကိုဖော်ပြတော့ကျွန်တော်တို့ဆွေမျိုးဆိုမောင်နှမတွေဆိုကျွန်တော်ဆွေမျိုးအထက်အောင်မောင်နှမတွေအဖေမေရှိမယ်တူမတွေရှိမယ်မောင်နှမတွေရှိမယ်ဒါတွေအားလုံးကဆွေမျိုးတိုင်းဝမ်းနေပဲဒီလိုမျိုးပဲခုနပြောတဲ့ပေါက်ဖို့ဆိုတဲ့ဟာမှာလဲဆွေမျိုးပေါက်ဖို့ဆွေမျိုးနဲ့ပေါက်ဖို့ဒီလိုအသုံးနှုန်းရှိပြီးတော့မှတရုတ်နဲ့မြန်မာနဲ့ရတယ်ကျွန်တော်ဆွေမျိုးသားချင်းတော်ဆက်တယ်ဆိုတဲ့အမြင်မျိုးကိုကျွန်တော်တို့ကသုံးနှုန်းခဲ့တာဖြစ်ပါတယ်您在多个场合，包括双边、包括多边的场合上，与习主席有过会谈。在您的眼中，习主席是一位什么样的领导人？တမန်ရှိကြည့်ပြရအဲ့ဒီကိုတကယ်ကောင်းလို့တဲ့ခေါင်းဆောင်တော့ပြင်ကဘာဦးလဲသူလည်းဆွေးနွေးကြည့်တဲ့အချိန်တွေမှာသူရဲ့ပြောဆိုချက်တွေကြည့်တဲ့အခါကျတော့ကဘာကြီးကိုလည်းသူကအားလုံးတာလူကြီးမြတ်ဖြစ်စေခြင်းနဲ့အားလုံးရင်းနှီးဖြစ်စေခြင်းနဲ့ကျွန်တော်တို့ပုံမှာထားတဲ့ခုနပြောတဲ့အေးဒူပူများအတိုင်းဝင်းမျိုးကိုလေသူကကဘာကြီးမှာလည်းသူတို့ထွားခြင်းနဲ့စိတ်ရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့သူကျွန်တော်အများနဲ့ပြောပါတယ်တည်ငြိမ်အေးချမ်းရေးတဲ့နဲ့ပြီးလုံခြုံရေးပေါ့တဖွံ့ဖြိုးတိုးတက်ရေးဆိုတော့သူဒီဟာလေးသူကျွန်တော်နဲ့တွေ့ဆုံတဲ့အချိန်တန်းမှာညီပါတော့သူအများနဲ့ထက်ပြောတာတွေ့တတိပြုမိတော့နောက်ကျွန်တော်ကအချိန်ပေါင်းများစွာကျွန်တော်ဒီတရုတ်နိုင်ငံရောက်ခဲ့တော့ကျတော့ကျွန်တော်2009ခုနှစ်မှာကျွန်တော်စရောက်ခဲ့တာပေါ့နော်စရောက်ခဲ့ပြီးတော့မှနောက်ပိုင်းမှာကျွန်တော်ရောက်ပါတယ်ထို့တော်လည်းပဲ19နောက်ပိုင်းမှာကျွန်တော်မရောက်ဘဲနဲ့ပြီးခဲ့တဲ့2024မှာကျွန်တော်ပြန်ရောက်ပါတယ်တိုးတက်မှုတွေအဲ့ချိန်ကျွန်တော်ပထမလာတဲ့အချိန်တုန်းကတမန်ကြီးကြီးပြဒုတိယသမ္မတပဲဖြစ်သေးတယ်နောက်ပိုင်းမှာသူကသမ္မတဖြစ်ပြီးကျွန်တော်တွေ့ကြအဲ့မှာတရုတ်နိုင်ငံပြောင်းလဲမှုတွေအများကြီးကျွန်တော်သတိပြုမိတယ်နောက်ဒေသတိုင်းပေါ့ဒေသတိုင်းမှာလည်းပြောင်းလဲမှုတွေရှိတယ်တရုတ်နိုင်ငံကအချိန်ဝန်းဖြစ်နေအမှန်ကြီးမားပါတယ်နောက်တစ်ခါ
လူကြီးအဖြစ်လဲ1400တန်း1400ကျော်လောက်ရှိတယ်ကဘာရဲ့9ဘုံတစ်ဘုံလောက်ရှိတယ်လို့ဒီအားလုံးတာတူကြီးများအလုံးတိုးတက်အောင်ဆောင်ရနေတယ်ဆိုတာဒါတုံတောင်ခေါင်းဆောင်မှုနဲ့တော့မရနိုင်ဘူးဒါတော့တော်တော်ခက်ပါဒါတရုတ်နိုင်ငံခေါင်းဆောင်ရဲ့ဒါထက်မြက်မှုလည်းကျွန်တော်တွေ့ပါတယ်ဒီအတွက်လည်းကျွန်တော်အမှန်တော်လည်းသဘောကျပါတယ်သူ梅阳来总统，刚刚您也提到了，您第一次来中国是2007年，我们也知道这次访华是您第13次来中国，而且之前您曾经去过四川、去过黑龙江、天津，这次呢还会前往上海和杭州进行参访。所以，通过近距离的观察中国的发展实践，您如何理解中国式现代化的内涵和路径？所有အဖြစ်နဲ့ဆက်ဆက်ပဲတရုတ်နိုင်ငံကတော့တိုးတက်မှုရှိတာတော့အမှန်ပဲညင်းလို့မရဘူးတိုးတက်မှုလည်းအင်မတန်မြန်တယ် speaker တအားမြန်တယ်ကျွန်တော်တို့ကနီးပညာတစ်ခုစမ်းသိပြီးတော့ထွက်လာတယ်လို့တရင်ထဲမှာတွေ့လာတော့ဒါကိုလေးလာဖို့ကြည့်လိုက်နောက်တစ်ခုထပ်ပြီးတော့ပြောင်းသွားတော့ဒီလိုတွေနောက်တရုတ်လူငယ်တွေစူးစမ်းအထောက်မှုတွေကျွန်တော်တွေ့တယ်ကျွန်တော်ကြည့်လိုက်လို့ရှိရင်တရုတ်လူငယ်တွေကအာရုံမန်တန်နဲ့အကုန်လှုပ်ရှားနေကြလောက်ကင်နေကြကျွန်တော်တွေ့တာဒါတရုတ်နိုင်ငံတိုးတက်မှုရဲ့ဒါအခြေခံဒီလူချင်းကချင်းတဲ့စိတ်နဲ့စူးစမ်းခြင်းတဲ့စိတ်တွေဒီလိုလုပ်ကြဒါကြောင့်နေရာထဲမှာတိုးတက်မှုတွေတွေ့တယ်ကျွန်တော်ရောက်တဲ့နေရာခင်ဗျားခုနပြောတဲ့နေရာတွေမှာကကျွန်တော်တော်များများရောက်ပါတယ်ပြည်နယ်တော်များများကြောက်ဖူးပါတယ်အားလုံးနှီးပါတော့ကတော့တိုးတက်မှုရှိတယ်ဆိုလို့ပဲနောက်တစ်ခုကလည်းတိုးတက်မှုကလည်းမျှတတာအရန်ကွာဟပြီးတော့ရှိတာတော့မဟုတ်ဘယ်မျိုးတွေပြည်ကင်းမှာရှိတဲ့အခြေအနေနဲ့ရှန်ဟင်းမှာရှိတဲ့အခြေအနေနဲ့ကိုယ်စားကျွန်တော်တို့ခြုံချင်းမှာရှိတဲ့အခြေအနေနဲ့ကွမ်ကျိုးမှာရှိတဲ့အခြေအနေအကုန်လုံးကသိမကွာခြားလောက်တွန်းနေသူတိုးတက်နေကြတယ်မျှတမှုရှိတယ်ဆိုတာလေးတွေကျွန်တော်တွေ့ပါဒါတရုတ်နိုင်ငံခေတ်သစ်တရုတ်နိုင်ငံရဲ့တိုးတက်မှုကတော့ကျွန်တော်တို့အတူယူတော့ဒါကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်我们也注意到，这一次您的访华行程当中呢，还包括了参访中国的企业，比如说在北京，您就去了中国航天科技集团，与此同时还会参访电动车以及机器人的制造公司。您希望在哪一些新的领域与中国展开务实合作呢？တရုတ်မှာပူပေါင်းဆောင်မှုမြင့်တင်ရေးမှာတဲ့ကဏ္ဍပေါင်းစုံရှိတယ်။ခင်ဗျားပြောတဲ့ခုနစက်မှုလုပ်ငန်းတွေရှိမယ်၊နည်းပညာနဲ့ပတ်သက်တာရှိမယ်၊ရည်ကြီးမှုနဲ့ပတ်သက်တာရှိမယ်၊ကျန်းမာရေးနဲ့ပတ်သက်တာရှိမယ်။ဒါတွေအားကစားနဲ့ပတ်သက်တာရှိမယ်စသဖြင့်ဒီပေါင်းစုံရှိပါတယ်။တရုတ်နိုင်ငံရဲ့ဗတ်ပေါင်းစုံကတိုးတက်နေတဲ့နိုင်ငံဒါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံအတွက်ကတော့ကဏ္ဍပေါင်းစုံကနေပူပေါင်းဆောင်ရမယ်အလားအလာတွေအကုန်လုံးကျွန်တော်ရှိပါအခုကျွန်တော်လာတဲ့ခေတ်စဉ်မှာလည်းတော်များများပေါ့လေကျွန်တော်မြန်မာသွားကြည့်ဘူးလူလာသူတို့ပဲနောက်ရှာဟဲမှာကျွန်တော်တို့ပုံစီပြပွဲတစ်ခုလုပ်ဖို့ရှိတယ်မြန်မာနဲ့တရုတ်စီဝဲပူပေါင်းဆောင်မှုရဲ့ဥစားပေါ်ဆောင်မှုတစ်ခုတည်းနဲ့ကျွန်တော်ပုံစီပြပွဲတစ်ခုလုပ်မှာဒီမှာလည်းမြန်မာနိုင်ငံထုတ်ကုန်တွေကျွန်တော်ပြတော့တရုတ်နိုင်ငံလည်းကုမ္ပဏီတွေလည်းသူတို့ပြနေတဲ့ဥစားတွေသူတို့ပြကြပါလိမ့်မယ်ကျွန်တော်ကိုလည်းဒီကလေးတက်မှာပါတော့တက်ပြီးတော့ကျွန်တော်တို့ကြည့်ပြီးတော့မှအဲ့ဒီဘက်ကြည့်ပြီးတော့မှဘယ်နယ်ပြည်တွေမှာဆက်ပြီးတော့တို့ထပ်ပြီးလုပ်ရင်ရမလို့ဆိုတာကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်ဒါကြောင့်ကဏ္ဍပေါင်းစုံတော့လုပ်လို့ရတယ်အခြေအနေရှိတယ်ဆိုတာလေးလည်းကျွန်တော်မြင်ပါတယ်ကျွန်တော်တခုလူနာပြောချင်တယ်အဲ့ဒါဘာလဲဆို AI နဲ့ပတ်သက်တရုတ်က AI နဲ့ပတ်သက်လည်းသူကထိတ်တန်းပါရှိတယ်နော်အာကာသနဲ့ပတ်သက်ရင်လည်းတကယ်ဟိုထိတ်တန်းပေါ့တနေ့သွားကြည့်တဲ့အချိန်မှာကျွန်တော်တို့ဒါပေါ်ကျွန်တော်ဆင်းနိုင်တဲ့ဒါအမေရိကန်ရုရှားရဲ့တရုတ်နိုင်ငံ၃နိုင်ငံပဲရှိသေးတယ်တရုတ်နိုင်ငံတတိယနိုင်ငံတရုတ်နိုင်ငံအာကာသမှာလည်းထိတ်ဆုံးမှာထိတ်တန်းမှာရှိတဲ့နိုင်ငံတခုပဲကျွန်တော်တို့လည်းအာကာသနဲ့ပတ်သက်ပြီးပေါ်အောင်ဆောင်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးဆောင်နေတာရှိတယ်မကြခင်မှာလည်းကျွန်တော်တို့ဂျူဒူအငယ်တလုံးတူလှုပ်ဖို့ရှိတယ်တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်မဲ့ဂျူဒူစီမံကိန်းတခုဖြစ်ပါတယ်ဆိုတော့အာကာသနေမျိုးရှိတယ် AI နေမျိုးရှိတယ်ဤပညာနဲ့ပတ်သက်တဲ့ IT နဲ့ပတ်သက်တဲ့ပြဿနာတွေနေပေတွေရှိတယ်ဒါတွေလည်းတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်မှုတွေခွင့်လန်းတွေကျွန်တော်တို့ရှိတယ်ဆိုတော့ကျွန်တော်တွေ့ပါတယ်ဒါလေးကျွန်တော်ပြည့်ပြောချင်တော့总统先生，我们也听说啊，去年在您走访四川的时候呢，您还专门向当地的工程师了解适用于缅甸高温高湿环境下的建筑的材料，同时呢，还有一些技术以及防灾减灾和灾后重建的经验。您为什么会额外的关注这些领域呢？ဒါလည်းခုနကဆက်စား engineering ကိစ္စတွေ engineering ကိစ္စတွေတရုတ်နိုင်ငံရဲ့ engineer အတတ်ပညာလည်းဒါမြင်မာပါတယ်သူပြစီချွမ်ပြည်နယ်ကတော့ငလျင်တန်းခံရတဲ့ပြည်နယ်တစ်ခုဖြစ်ပြီးတော့ကျွန်တော်စီချွမ်ရောက်တဲ့အချိန်မှာငလျင်တန်းကြောင့်ပြုပြင်ထိန်းသိမ်းတဲ့ဟာတွေဟာဟိုတော်တော်ဟိုကောင်းမွန်တာတွေ့တယ်ကျွန်တော်တို့လည်းမိနစ်ကပြင်းထန်တဲ့ငလျင်တန်းခံခဲ့ရတာရှိတယ်
တော်လေးပြင်းထန်ပါတယ်တော်လေးပျက်စီးတဲ့များပါအခုဒီကျွန်တော်ဒီပြန်လည်တည်ဆောက်လုပ်ငန်းတွေလုပ်လို့မပြီးသေးပါဘူးတချို့လည်းအရေးကြီးတဲ့တရားကြီးတွေပြတ်သွားတာလို့အဆောက်အဦတွေပြတ်ကြတာဒါတွေကျွန်တော်ရှိတော့ဒါကြောင့်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ငလင်းတန်းခံနိုင်တဲ့တည်ဆောက်ရေးလုပ်ငန်းတွေအဆောက်အဦတည်ဆောက်လုပ်ငန်းတွေကခုနကပြောတဲ့စီချန်ပြည်နယ်မှာတွဲဆုံပြီးတော့မှမေးမြန်းတာပေါ့ကျွန်တော်လည်းဒါတွေကကျွန်တော်တိုင်းပြည်ပြန်နေထူထောင်လုပ်ငန်းတွေမှာဒါမဖြစ်မနေတော့မှကိစ္စဖြစ်တော့သူတို့တော်တော်ကောင်းမင်းနဲ့ဤပညာမြန်မာတာတွေ့ပါတရားလို့လည်းပူပေါင်းဆောင်ရွက်မှုအခွင့်အရေးရှိတယ်ဆိုတာကျွန်တော်တွေ့ပါတယ်在您看来，中国哪些发展经验对于缅甸来说最有启发、最有借鉴意义呢？နေပြည်တော်အများကြီးရှိတယ်ဗျခုနကကျွန်တော်ရှင်းပြခဲ့တဲ့ထက်မှာတော်တော်များများပါတယ်ဒီနေပြည်တွေကကျွန်တော်ပူပေါင်းဆောင်လို့ရတဲ့နေပြည်တွေပဲခုနကခင်ဗျားနောက်ဆုံးရည်ညွှန်းပြောဆိုခဲ့တဲ့အခါမှာအင်ဂျင်နီယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိပါတယ်နော် electronic နဲ့ပတ်သက်တဲ့နေပြည်တွေရှိတယ်ဤပညာနဲ့ပတ်သက်တဲ့နေပြည်တွေရှိတယ်နော်အာကာသနဲ့ပတ်သက်တဲ့နေပြည်တွေရှိတယ်နောက်တော့ကစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အခြေခံပေါ့စိုက်ပျိုးရေးပုံမှာအခြေခံတဲ့ control လုပ်မှုတွေအခြေခံတဲ့စက်မှုလုပ်ငန်း agro based industry တွေဒါနဲ့ပတ်သက်ပြီးလုပ်လို့ရရတယ်ရှိတယ်အများတော့အများကြီးပဲအများကြီးရှိတယ်ကျွန်တော်တို့ကတော့ကဏ္ဍပေါင်းစုံကျွန်တော်လာတဲ့ရည်ရွယ်ချက်လည်းကဏ္ဍပေါင်းစုံပူးပေါင်းဆောင်နေဖို့အတွက်အခွင့်အလမ်းတွေဖော်ထုတ်ဖို့လည်းဖြစ်ပါတယ်ခုနကကျွန်တော်ရှင်းပြထဲမှာလည်းပါပါတယ်စီဝိုင်းပူးပေါင်းဆောင်မှုရင်းနှီးမြှုပ်နှံမှုစီဝိုင်းဆောင်ရွက်မှုဒါတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွဲမြင့်နိုင်ဖို့ပေါ့နောက်တော့ကစီဝိုင်းတစ်ဖက်ကုန်သွယ်မှုတွေမြင့်တင်နိုင်ဖို့ဒါတွေကျွန်တော်တို့တုတ်တာဒါဒီနဲ့ခုနရင်းနှီးမြှုပ်နှံမှုဆိုတဲ့ထက်မှာလည်းခုနနေပေတွေအကုန်လုံးပါပါတယ်总统先生，严打网赌电诈、毒品走私等犯罪活动是两国关切的最重要的议题之一。缅甸政府计划如何推出进一步的举措来维护两国人民的安全和利益呢？online လေလံဖို့တဲ့ကမ္ဘာမှာကြီးမားတဲ့စင်ကုန်မှုတစ်ခုပဲကျွန်တော်တို့သူတို့ပဲလောင်ကစားမှုဝါသနာပါတဲ့လူတွေသူတို့ကဒီဟာကိုဘယ်လိုပဲဖြစ်တင်းဖို့တင်းတားကောင်ကိုလှုပ်တဲ့လူရောနှစ်ခုလုံးကလှုပ်ပတ်သက်နေကြတာဖြစ်တယ်ရမလားဆိုပြီးလှုပ်ကြတော့ဒါကိုကျွန်တော်တို့ကဒါအသိပညာပေးတွေလှုပ်ဖို့လိုတယ်ဒီစိတ်မှာမပါဘူးအောင်လှုပ်ဖို့လိုတယ်နောက်ပြီးဥပဒေရတားဆီးမှုတွေပေါ့ဥပဒေရတားဆီးမှုတွေဥမာအမြဲနေစားဖြတ်ကျော်ဒါဖြစ်လို့ဆိုနေစားဖြတ်ကျော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဥပဒေနဲ့ညီနှစ်နိုင်ငံကနေပြီးတော့ပူးတွဲဆောင်ရွက်ဖို့ပေါ့တခြားနိုင်ငံတွေပါတရားနိုင်ငံတွေသူတို့လည်းသူတို့ဥပဒေတွေမှာလည်းသူတို့လည်းဥပဒေပြဋ္ဌာန်းပြီးတော့သူတို့နိုင်ငံတွေမှာလည်းသူတို့ရဲ့ပြည်သူတွေကိုသူသိအောင်ပြောဖို့လည်းလိုတယ်လူဆိုတော့လူချင်းတဲ့စိတ်အကုန်လုံးရှိကြတယ်ဗျရှိကြတဲ့ခါကျတော့ဒါလည်းတော်တော်လေးခက်ပါတယ်သူတို့ရဲ့လူတွေရဲ့စိတ်ပုံမှာလည်းအများကြီးတည်ပါတယ်အဲစိတ်ကိုထိန်းနိုင်မှုလိုတယ်နောက်တော့ကတော့ဥပဒေကဒီတားဆီးဖို့လေထိထိရောက်တားဆီးဖို့လေထိရောက်တဲ့ပြစ်ဒဏ်နဲ့ပြည်ဖို့လိုတယ်နိုင်ငံတွေကလည်းအားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှုလည်းလိုတယ်ဒီလိုမှသာဒီ online လေလံမှုဆိုတာပျောက်သွားမှာကမ္ဘာမှာဒီပြဿနာကြီးမားစွာရင်ဆိုင်နေတဲ့ပြဿနာတွေကဒီတစ်ခုရှိတော့ကျွန်တော်တွေ့ပါဒါကြောင့်ကျွန်တော်တို့ဒါကိုပူးပေါင်းဆောင်ရွက်မှုနဲ့သာဖြည့်ရှင်းလို့ရမယ်ဆိုတော့ကျွန်တော်ပြောချင်တယ်缅来总统6月8号，中缅建交纪念日当天呢，中央广播电视总台联合中国驻缅甸使馆举行了中国影像周活动。当天您和夫人出席了这个活动，而且还观看了电影《人生大事》。我们也听说这是您时隔很多年再次走进影院，所以您觉得这部中国电影好看吗？您觉得像电影啊、媒体合作，对于促进两国人民的民心相通，发挥着什么样的作用？有些人များဆိုရင် drama တွေ action ကားတွေများတယ်သူကတော့ drama ကားတွေ့ပါတော်တော်ကောင်းပါလေဒီစိတ်ခံစားချက်လေးတွေကိုပေါ်ပြပြီးလှုပ်သွားတာပေါ့ဒီပြုမိတာတော့ရုပ်ရှင်အတက်ပညာတရုတ်နိုင်ငံရုပ်ရှင်အတက်ပညာနဲ့ပတ်သက်တာမြန်မာတော့တရုတ်ဆောင်တဲ့လူတွေရှိတယ်နောက်တော့ကရက်ကွင်းရက်ကွက်တွေရှိတယ်အသုံးဆောင်ပစ္စည်းတွေရှိတယ်အတန်နေတာတွေရှိတယ်အဲ့ဒီအစားတော်တော်ကောင်းတာသတိပြုမိပါဒါတွေကကျွန်တော်နိုင်ငံမှာလည်းဟလာရုပ်ရှင်နဲ့အားပေးတဲ့ပြည်သက်တွေအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းတချို့ခါနိုင်ဆိုကျွန်တော်တက်ပါတယ်အနုပညာသည်ပြည်သူကိုပြောင်းလဲပေးနိုင်တဲ့ပညာရတစ်ခုပဲပြည်သူရဲ့ခံစားချက်ကိုပြောင်းလဲပေးနိုင်တဲ့ပညာရတစ်ခုပဲဒါကြောင့်ကျွန်တော်ကလည်းဒါကိုအသိမှတ်ပြုပါတယ်ဒါကြောင့်အခုရုပ်ရှင်ဝယ်သွားကြည့်တဲ့အခါမှာတရုတ်နိုင်ငံရဲ့ရုပ်ရှင်အတက်ပညာနဲ့ပတ်သက်တဲ့ဟာတွေပေါ့ဒီတရုတ်ဆောင်တာရောအသုံးဆောင်ပစ္စည်းတွေရောနဲ့ပတ်သက်တာတွေတော်တော်လေးကိုကောင်းမွန်တာတွေ့တယ်နောက်တစ်ခါediting လို့ပေါ့တော့ editing လေးရှိတယ်ဓာတ်ပုံနဲ့ပတ်သက်တာရှိအယူဆတွေတော်တော်ကောင်းပါတယ်ဒါတော့မှကျွန်တော်ကြည့်တဲ့ကားမှုဆိုတာကျွန်တော်လည်းပြောတာပါကြာဒီတဲ့နာမည်ကြီးတဲ့ကားတွေလည်းအများကြီးရှိပါတယ်ကျွန်တော်လည်း
ဇာကားတွေအများကြီးပေးထားတာရှိတယ်ကျွန်တော်လည်းမကြည့်နိုင်လို့ကျွန်တော်အားရချင်းတဲ့ခါကြတဲ့အတူလေးတွေကျွန်တော်ကြည့်ပါတယ်ကြည့်တဲ့ခါကျရုပ်ရှင်ကတော့ခုနကပြောတဲ့ဒူပြောင်းလဲစီနိုင်တဲ့ဒူကိုပြောင်းလဲသွားစီနိုင်တဲ့ကောင်းတာလေးဖြစ်သွားနိုင်တယ်ဆိုးတာလေးဖြစ်သွားနိုင်တယ်သူရဲ့ခံစားချက်ကိုလှုပ်ပေးလိုက်တာပေါ့ဒါကြောင့်ရုပ်ရှင်ကတော့အင်မတန်ရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပါတယ်ဒါကဒီနှစ်ခုပေါင်းမြန်မာနဲ့ဒီတရုတ်နဲ့ပေါင်းပြီးတော့ရုပ်ရှင်လောကမှာပူးပေါင်းဆောင်ရွက်ဆိုလို့ရှိရင်လည်းပြုရင်ပြောင်းလဲမှုတစ်ခုတဲ့အထောက်အကူရမယ်လို့ကျွန်တော်မြင်တယ်您和夫人觉得这部电影《人生大事》好看吗？有没有找到您刚刚提到的这种跨越国界的情感共鸣呢？မိဘတွေတာသမီနဲ့မိဘနဲ့ခံစားမှုစိတ်ဓာတ်တွေပေါ့မိဘနဲ့အဖေကနေပြီးတော့တာကိုဘယ်လိုဆုံးမလဲတာတွေကိုတော့တာနေပြီးတော့သူ့ရဲ့အိမ်မလာရောက်လာတဲ့ကလေးမလေးကိုသူဘယ်လိုပြုမှုဆက်ဆံတယ်လဲကလေးမလေးကသူ့အပေါ်မှာဘယ်လိုပြန်ပြီးတွန့်ပြန်မေတ္တာကိုတော့တွားပြီးဖော်ပြတာဖြစ်ပါရက်ကွင်းရက်ကွက်တွေလည်းသူတို့သဘာဝကြတာတွေ့တယ်တရုတ်ဆောင်တော်တွေမဟုတ်ရက်ကွင်းရက်ကက်တွေလည်းသဘာဝကြအောင်ရိုက်ထားတာတခြားဒီမှာလည်းရုပ်ရှင်ပညာနဲ့လှုပ်ထားတယ်ပါကောင်းပါနိုင်မှာတို့တော့လုံးဝမရိပ်မိအောင်ဒီလှုပ်ထားတာကျွန်တော်တွေ့တာဒါလည်းအတက်ပညာတစ်ခုပါပဲ刚刚通过您对电影的描述，可以说是对很多的细节和整个故事的梗概如数家珍。看来这部电影还是给您留下了非常深刻的印象。我们再来谈一下蓝莓合作。因为我们知道今年是蓝莓合作10周年，缅甸呢也是蓝莓合作的首倡地、积极参与者和重要受益方。近些年呢也看到了在蓝莓的框架下，有很多的小而美的项目在缅甸都结出了累累的硕果。您认为这些项目为尤其是缅甸人民的民生带来了什么样的改变和福祉？蓝茶莓ကောင်စီမံကိန်းကတော့မြန်မာနိုင်ငံလေးဒီထဲမှာအကျိုးခံစားရတဲ့အခါဖြစ်ပါတယ်။သူကနေပဲဆုံးပါတယ်။လူမှုရေးတို့စီးပွားရေးတို့ရည်ကြီးမှုတို့သူကနေပဲပေါ့။သူကတော့လုပ်ငန်းငယ်လေးတွေတော့လုပ်ပြီးသွားတာ။အခြေခံလူတန်းစားပေါ့။ဥပမာမဲ့တိုင်းရင်းသားတွေရဲ့ဒါမှမဟုတ်ရှင်လည်းဒါဒီအခြေခံလူတန်းစားတွေရဲ့လူမှုစီးပွားမြင့်တင်နိုင်ဖို့အတွက်သူအဲ့ဒါကိုဖတ်လုပ်ပေးတာပါ။နောက်တော့ကဒီအစိုးရဌာနတွေပေါ့လုပ်ငန်းတွေရဲ့ဌာနတွေရဲ့ capacity မြင့်တင်ရေးတွေသူတို့လုပ်ပေးတာဒါတွေကျွန်တော်တွေ့ပါတယ်ထောက်ကူရပါတယ်မြန်မာနိုင်ငံအတွက်ဒီလမ်းရှားမဲကောင်စီမံကိန်းကတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနောက်အဓိကတော့နေစားဒေသမှာရှိတဲ့တိုင်းရင်းသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံမှာလည်းထောက်ကူရတာကျွန်တော်တွေ့တယ်အကျိုးရှိတဲ့စီမံကိန်းတစ်ခုလို့ကျွန်တော်ပြောမြင်ပါတယ်另外呢，我们也注意到，近些年两国在共建“一带一路”倡议下的合作，也是在不断的走深走实。您如何看待“一带一路”对于两国发展机遇的重要的意义？BRI ကတော့ကျွန်တော်တို့ကသူလမ်းကြောင်းပေါ်မှာကျွန်တော်မြန်မာနိုင်ငံလည်းဒါစိတ်ပန်းတစ်ခုနဲ့ပါလာတာပေါ့။ရွေချက်ကူကဖွံ့ဖြိုးတိုးတက်ရေးကိုကမ္ဘာအရေးကိုစီမံတိုးတက်ဖို့တရုတ်နိုင်ငံဆောင်ရွက်တဲ့အစီအမံတစ်ခုပဲ။အဲ့ဒီထဲမှာမြန်မာနိုင်ငံတဲ့ပါလာသူတောင်းမဲ့ဆင်းသွားတဲ့လမ်းကြောင်းတစ်ခုရှိတယ်မြန်မာနိုင်ငံဖြတ်ပြီးတော့မှအဲ့လမ်းကြောင်းငယ်တစ်ခုထပ်ပြီးတော့မှထပ်ပြီးအဲ့ဒီအနေထပ်ပြီးတော့မှတခါတရုတ်မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဈေးညံဆိုတာတစ်ခုရှိသေးတယ်အဲ့အောက်မှာကျသွားတာပေါ့ဒါတွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေတိုးတက်ရေးအတွက်ကိုအများကြီးထောက်ကူရပါတယ်လက်ရှိတဲ့လုပ်နေတဲ့တချို့စီမံကိန်းတွေလုပ်နေတာရှိပါတယ်မပြီးသေးပါဘူးတိုးတော့ဒါတွေကလည်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဲ့ဒီအရတဲ့ဆင့်ပေါ့နော်ကမ္ဘာနဲ့ချိတ်ဆက်တဲ့အနောက်ဘက်ခြမ်းကိုချိတ်ဆက်ဖို့သွားနေတဲ့လမ်းကြောင်းတွေကျွန်တော်တို့ရမှာဖြစ်ပါတယ်။အဲကြောင့်ဒါကတော့ကောင်းတဲ့စီမံကိန်းတစ်ခုဖြစ်ပါကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဒီစီမံကိန်းကိုလည်းဒါပြည့်ဝပူးပေါင်းဆောင်ရွက်ဖို့လည်းကျွန်တော်ဆောင်ရွက်နေတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်总统先生，当前全球局势面临多重挑战，单边主义抬头，国际格局出现了很多的动荡。您如何理解习主席提出的4大全球倡议为国际的发展、和平和繁荣带来的重要的意义呢？ဒီပဲကျေပြတဲ့ဒီပဲ၄ခုမှလောက်ထားတာဒီအစီအမံ၄ခုကဒီတမိုင်းရှိကြည့်ပြီးကဘာကြီးနဲ့ပတ်သက်တဲ့အစီအမံ၄ချက်ရှိပါတယ်ဒီပဲ၄ခုမှလောက်တာပေါ့ဒါကောင်းတာဟာကြီးပါပဲအားလုံးလက်ခံနေတဲ့ဟာကြီးပါပဲဘာမှဒီနိုင်ငံရဲ့အကျိုးစီးပွားလဲဟလာဘာမှလည်းထိခိုက်စရာအကြောင်းလည်းမရှိဘူးတိုးတက်မှုပဲကောင်းမွန်တဲ့ရလဒ်တွေပဲရဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကဒါကောင်းတဲ့စီမံကိန်းကိုမြည်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဒါကိုထောက်ခံနေကြကျွန်တော်ပြောခဲ့ပြီးမြန်မာနိုင်ငံလည်းအကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုတို့ဖြည့်ခဲ့တာရှိတယ်တကယ်လည်းကောင်းတဲ့ဒီနယ်ပယ်၄ခုတော့ကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်တဲ့ဟာတွေဖြစ်ပါတယ်ဆိုတာဘလို့မှငြင်းလို့မရဘူးလို့ကျွန်တော်ပြောချင်တယ်米扬莱总统在今天采访的最后，我们再来谈一下缅甸的发展问题。我们知道，缅甸新政府目前的执政已经全面展开，
您设定了什么样的执政目标，以及国家的发展愿景呢？ကျွန်တော်တို့အစိုးရတရားတွေကတော့တိုင်းပြည်တိုးတက်လို့ဖို့တာဝန်ရှိတယ်။ဒါကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းသူပြည်သားတွေလူမှုစီးပွားဘဝတိုးတက်ဖို့ဒီတိကရွေရတာလူမှုစီးပွားတိုးတက်အောင်ကျွန်တော်တို့ကတိုးတက်မှုတွေနဲ့နည်းနည်းနှိကွနေတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကိုအရှိန်မြှင့်အောင်လုပ်ဖို့တက်ပေါ့ဒါကျွန်တော်တို့ဆုံးဖြတ်ထားတာပြီးရင်နိုင်ငံတကာဆက်ဆံရေးတွေကောင်းအောင်ပေါ့သူအိန္ဒိယဆက်ဆံရေးတွေကောင်းအောင်ကျွန်တော်လုပ်ဖို့နိုင်ငံနဲ့ဆက်ဆံရေးကောင်းအောင်လုပ်မယ်တိုင်းပြည်လေးတိုးတက်အောင်လုပ်မယ်ဒါကတော့ကျွန်တော်တို့ရဲ့အစိုးရရဲ့ရည်မှန်းချက်တာဝန်ပါပဲ您认为缅甸的和平进程目前处于什么样的阶段？您的政府又计划通过什么样的方式来实现缅甸的长治久安呢？ငြိမ်းချမ်းရေးကတော့သဘောထားကွဲလွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပုံမှာအခြေခံတာသဘောထားကွဲလွဲမှုတွေကိုသဘောထားမကွဲလွဲအောင်လုပ်ဖို့ကကျွန်တော်တို့လုပ်ရမှာပေါ့သူဘာသဘောထားကွဲလွဲတာလဲပေါ့နိုင်ငံရေးရဲ့သဘောထားကွဲလွဲတာလားအုပ်ချုပ်ရေးရဲ့သဘောထားကွဲလွဲတာလားဒါမှမဟုတ်လို့ရင်ဒီယဉ်ကျေးမှုရဲ့သဘောထားကွဲလွဲတာလားဒီလိုမျိုးတိုင်းသားရေးရသဘောထားကွဲလွဲလာတာဒါတွေကိုကျွန်တော်တို့ကသဘောထားကွဲလွဲမှုတွေရှိအောင်ကျွန်တော်တို့ကရအောင်အကောင့်ထဲပေါ်ရမှာဒါတော့တရားဥပဒေနဲ့ညီတွားမှာကျွန်တော်တို့ကငြင်းချမ်းတဲ့ခေတ်အောင်ဒီမိုကရေစီခေတ်အောင်တဲ့ဆိုတဲ့ကြောင့်ဒီအလုံးကတော့ညှိနှိုင်းဆွေးနွေးပြီးတော့တွားမှာတိုးတော်လည်းပဲနိုင်ငံနဲ့မှာသူ့ရဲ့ပြဋ္ဌာန်းတဲ့ဥပဒေတွေရှိပါတယ်ဥပဒေတွေပဲအညီပဲကျွန်တော်တို့ကအကုန်လုံးတွားမှာပဲနိုင်ငံမှာဥပဒေကျော်လွန်ပြီးတိုးလို့မရဘူးလူက above the law ဆိုပြီးတော့ရှိတယ်ဥပဒေဘက်ထက်မှာဘယ်မှာတော်လို့မရဘူးဥပဒေတိုင်းတွင်းမှာလိုအပ်လို့ရှိရင်လည်းလိုအပ်တဲ့ပြင်ဆင်မှုတွေကျွန်တော်လုပ်ရမှာပေါ့ဒါမြန်မာနိုင်ငံမှာလည်းဒီလိုမျိုးလုံးတင်လှုပ်ထက်တဲ့ဟာတွေကိုကျွန်တော်လုပ်ဖို့ကျွန်တော်ရည်ရွယ်ထားပါတယ်ဒါဆိုရင်တော့မြန်မာနိုင်ငံငြိမ်းချမ်းရလဲကျွန်တော်မလွဲမသွေရမယ်လို့ယုံကြည်ပါတယ်您和所有这些刚刚总统先生提出的分歧取得共识最重要的方式是什么？လူတွေကသူဆန္ဒဆိုတာလေဖြစ်ချင်တာကိုပြောမှဆိုဖြစ်နိုင်တာကိုဖြစ်တဲ့နာတွေပြောမှဆိုတော့သဘာဝကွဲလွဲမှုတွေအများကြီးရောကြသွားလိမ့်မယ်လူတွေဖြစ်ချင်တဲ့ဆန္ဒတွေအများကြီးရှိတယ်ပဲခင်ဗျားလေးဖြစ်ချင်တာအများကြီးရှိမှာပဲကျွန်တော်လည်းဖြစ်ချင်တာအများကြီးရှိပါမယ်ဒါပေမဲ့ဖြစ်ချင်တာတွေကမဖြစ်နိုင်ဘူးဖြစ်တဲ့နာနဲ့ဖြစ်နေတာပဲလုပ်လို့ရမယ်အဲဒါကြောင့်ခုနသဘောထားကွဲလွဲမှုတွေမှာလည်းဖြစ်ချင်တာတွေပြောနေမဲ့စားဖြစ်နိုင်တာနဲ့ဖြစ်တဲ့နာတွေဆောင်းရသွားလို့ဆိုရင်ခက်လှုပ်ရှားမလို့ဘူးလို့ကျွန်တော်မြင်တယ်ဒီလိုမျိုးစိတ်တော့ရှိဖို့လိုတယ်最后一个问题中国和缅甸是和平共处五项原则共同倡导国，一个中国原则是两国建交的政治基础和前提。缅甸新政府计划如何恪守这一原则？建交စာသူရှင်းထိုင်းမူ900ကတော့ကဘာမှာစံထားတဲ့မူတစ်ခုဖြစ်တယ်။မနေ့ကကျွန်တော်ရှိဖြစ်ကျွန်တော်အဲ့ဒါလေးပြောပြပါတယ်။ကဘာမှာစံထားမဲ့ကိစ္စဒါအားလုံးလက်ခံတဲ့ဒီဟာဒါကြောင့်ကျွန်တော်တို့နှစ်နိုင်ငံဒီလေဒီငင်းရတဲ့သူရှင်းတိုင်းမူကြီး900ပုံမှာပဲရှင်တွဲပြီးတော့မှလုပ်ရမယ်ဆိုရင်စောစောပြောတဲ့စီဘိုပေါ်နိုင်ငံ A2 ပြိုမှာတိုင်ဝမ်အကျိုးခံစားရတဲ့နိုင်ငံဆိုတာဒါထာဝရတည်တဲ့အခါကျွန်တော်တို့အဆင်ပြေလို့မရဘူးကျွန်တော်တို့တားစီမြေးစေဟိုနှစ်ပေါင်းများစွာတိကျွန်တော်ဒါချစ်ခင်ရင်းနှီးမှုယုံကြည်စိတ်ချတဲ့နှစ်နိုင်ငံအဖြစ်ရှိနေရမှာဖြစ်တယ်ဒီလိုကျွန်တော်တို့သွားမှာဖြစ်ပါဒါကြောင့်ကျွန်တော်နှစ်နိုင်ငံလို့တော့မဟုတ်ပါဘူးကဘာလုံးနိုင်ငံတွေအားလုံးကလည်းလက်ခံကျင့်သုံးရမယ်စနစ်တစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ်我们也知道，一个中国原则是两国建交的政治基础和前提。缅甸新政府计划如何恪守这一原则？ဒီနိုင်ငံနဲ့မူဝါဒကိုကျွန်တော်တို့ကထောက်ခံတယ်ဆိုတော့ဟိုအရင်ကတည်းကကျွန်တော်ထောက်ခံခဲ့ရတာဒီတော့တနိုင်ငံဆိုတနိုင်ငံပဲရှိပါတယ်ကွဲပြားခြားနားဆိုတော့မရှိဘူးကျွန်တော်တနိုင်ငံနဲ့မူဝါဒပဲရှိတယ်ကျွန်တော်တို့ကဒါကိုတော့မြန်မာနိုင်ငံနဲ့ဒါအပြည့်အဝထောက်ခံတယ်လက်ရှိလက်ဒီတိုင်းပဲကျွန်တော်ယက်တီပဲနောက်လည်းဒီတိုင်းပဲယက်တီတော့မှာဖြစ်ပါတယ်梁来总统，您还有什么想要补充的吗？这就是我们所有的问题。ပြည့်စုံပါတယ်ကျွန်တော်ဖြေခဲ့တာလည်းတက်နေတော့စဉ်းစားပြီးတော့ဖြေခဲ့တာပေါ့လေအများကြီးကောင်းပါတယ်ကျွန်တော်တို့တရုတ်မှာပူပေါင်းဆောင်ရေးနေပေကတော့တော်တော် net shine ပါတယ်ကျဲတဲ့ကျဲဝန်းပါတယ်ဒါကိုကျွန်တော်တို့ကခိုင်မှာဖြစ်အောင်ဆက်လုပ်တော့ဖို့ပဲလိုပါတယ်လက်ရှိကာလမှာပြည်လည်ဖို့မဟုတ်ဘူးနှစ်ပေါင်းများစွာဒီခိုင်မအောင်ဆောင်ရွက်တော့ဖို့လိုပါတယ်တရားယူကြည်မှုချစ်ခင်ခုနပြောလို့ပေါ့ကိုယ်ရပြဖြစ်နေလို့မရအောင်အားလို့စီလို့ညီညွတ်နေဒေတာတွင်းမှာအားလို့စီလို့ညီညွတ်နေရှိတာတော့အကောင်းဆုံးဖြစ်ပါတယ်အိမ်နာချင်းကောင်းနိုင်ငံတွေနဲ့ကျွန်တော်တို့လည်းဒါကိုဆက်လက်ရပ်တည်ပြီးတော့ဆောင်ရွက်တော့မယ်ဆိုတာလေးလည်းကျွန်တော်ပြောချင်ပါတယ်总统先生，感谢您今天接受我们的采访，谢谢您。高嘛，就是这么。